အခုပြပြပေးမှာကကာရာအိုကေ software ကိုအသုံးပြုနည်းလေးကိုပြပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဆိုမဲ့သချင်းကိုနှိပ်လိုက်ပါโอเคကျွန်တော်ကအခုဒီသချင်းကိုဆိုမယ်ဆိုရင်ကျွန်တော်ဒီလိုမျိုးမြားလေးပေါ်ပါလိမ့်မယ်အဲ့ဒီသချင်းကိုအရင်ဆုံးကာရာအိုကေဆိုဖို့အတွက်ဆိုရင်အရင်ဆုံးတောင်းပေးရပါမယ်โอเคဒီမဲ့ဆိုရင်ကျွန်တော်ဒီရွေးချယ်ချက်နှစ်ခုပေါ်တယ်ဒီအပေါ် MP3 ဆိုတာတော့ဒါ MP3 ကိုနှိပ်တယ်ဒါအပြင်မှာ download ဆွဲသွားမှာဖြစ်ပါတယ်အောက်ကကာရာအိုကေကိုနှိပ်မယ်ဆိုရင်တော့ကျွန်တော်ကာရာအိုကေဆိုဖို့အတွက်ကို download ဆွဲပေးရဖြစ်ပါတယ်အဲ့တော့ကာရာအိုကေဆိုဖို့အတွက်ကိုကျွန်တော် download လိုက်ပါမယ်ဒါကို100%ပြည့်အောင်စောင့်ပေးရမယ်အခုလိုမျိုးပြည့်သွားပြီဆိုရင်ဒီမြားအစိမ်းလေးကိုထပ်နှိပ်ပေးလိုက်ပါပြီးတော့ရင်ဒီတိုင်းထွက်ပြီးတော့ရင်ဒီအပေါ်ကမြင်းချောင်း3ချောင်းရှိတယ်အကောင်တစ်ချက်နှိပ်ပြီးတော့ရင်ဒီမှာကာရာအိုကေဆိုတာရှိတယ်အဲကာရာအိုကေကိုနှိပ်လိုက်ပါတွေ့ရနော်အောက်ဆုံးကဒီကျွန်တော်စောနာလေးကအောင်ချစ်သူဆိုတဲ့တချင်ကိုတောင်းထားတာဒီမှာရောက်လာပြီအဲကောင်နှိပ်လိုက်ပါအဲ့လိုဆိုရင်ဒီ mic ကိုပြောင်းကျွန်တော်ဒီချက်ဆိုရင်ဒီတောင်းရှော့မယ်โอเคဒါဆိုရင်တော့ကျွန်တော်ဒီပေါက်ကဲအတိုးရှော့ကိုဒီ mic ပုံးလေးနှိပ်ပြီးတော့ဒါပြုတ်လို့ရပါပြီအခုကကျွန်တော်ဒီလက်ရှိ version ကကြတော့ဒီ MP3 ပဲရှိပါသေးတယ်နောက်ထွက်မဲ့ version ကြတော့ကျွန်တော်ဒီ MP4 ပေါ့နော်ဒီ MP4 ကို download ဆွဲပြီးတော့ဒီ mobile karaoke ဆိုလို့ရမှာဖြစ်ပါတယ်နောက် update ကြရင်တော့ဒီတက်ပိုလန်းလာမှာပါအခုကတော့ကျွန်တော် MP3 ပဲဆိုလို့ရပါသေးတယ် software အသုံးပြုပုံပြုနည်းကိုတော့ဒါအခုလောက်ဆိုရင်တော့နားလည်လောက်မယ်ထင်ပါတယ်နောက်ထပ်ဒီမတိတာရှိရင်အကြောင်းအရာတွေကိုကျွန်တော်ဒီ Telegram channel group မှာလာရောက်မေးမြန်းနိုင်ပါတယ်အခုပြသွားတဲ့ karaoke software လေးကိုဘယ်လိုမျိုး download ဆွဲရမလဲဆိုတာကိုဒါဆက်ပြီးတော့ပြပေးမှာဖြစ်ပါတယ်လာရင်ရုံတော့ဖို့သိခံမယ်ဒါဆိုရင်မသိခွဲအောင်လုံးလာချောင်းရင်ဒီစီမမမြင်နိုင်ဘူးသိချစ်တယ်ကိုဘလို့ဆက်โอเคဒီ karaoke software လေးကိုကျွန်တော်ဘယ်လို download ဆွဲရမလဲဆိုတာကိုပြောပြပေးပါမယ်ကျွန်တော် Telegram မှာတွားလိုက်ပါကိုဖုန်းထဲမှာရှိတဲ့ Telegram ကိုတွားလိုက်ပြီးတွားရင်ကျွန်တော်ဒီ search bar မှာအခုကျွန်တော်ရှာပြသလိုရှာလိုက်နော်ဟိုဒီလိုရှာလိုက်ပြီဆိုရင်ဒီထိတ်ဆုံးမှာတွေ့လိမ့်မယ်ဒီ channel လေးကိုနှိပ်လိုက်ပါပြီးတွားရင်တော့ဒီ karaoke ဆိုတဲ့ဒီမှာ software လေးကိုတင်ပေးထားတာရှိပါတယ်အဲကောင်လေးကိုအရင်ဆုံးမတောင်းရသေးဘူးဆိုရင်အခုလိုမျိုးဒီလိုမျိုးလေးတောင်းလိုက်နော်ဒီအောက်ကကောင်လေးကကျွန်တော်တောင်းမိသားဖြစ်တဲ့အတွက်တကယ်တော့ဒီမြန်မာလိုရေးထားတာနဲ့အပေါ်အကောင်နဲ့နှစ်ခုလုံးအတူတူပါပဲเนาะကြက်တဲ့ကောင် download ဆွဲလို့ရပါတယ်ဟိုပြေးသွားပြီဆိုရင်ကျွန်တော်ဒီကောင်လေးကိုနှိပ်လိုက်နှိပ်ပြီးသွားပြီဆိုရင်ဒီ install တင်လိုက်ပါเนาะကျွန်တော်ကဒါတင်ပြီးသားဖြစ်တဲ့အတွက်အခုလိုမျိုးပေါ်ဖြစ်ပါတယ်တော့ Play Store မှာမရသေးဘူးเนาะကျွန်တော်ဒီ Telegram ကနေပဲ download ဆွဲလို့ရအောင်ပါပါအားလုံးပဲအဆင်ပြေချလိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျ